တခါတော့ငါချင်းသေးကြီးတကောင်ဟာတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာအိပ်ပျော်နေတယ်အဲ့ဒီအချိန်မှာကြွက်ကလေးကပြေးရေးလွှားရင်နဲ့ချင်းသေးကြီးကိုပေါ်ကိုမတော်တဆနဲ့ရောက်မိသွားတာပေါ့အဲ့ဒီအချိန်မှာချင်းသေးကြီးကလန့်နိုးသွားပြီးဒေါသထွက်သွားတယ်အဲ့ဒီအချိန်မှာချက်ချင်းဆိုသလိုပဲကြွက်ကလေးကိုဖမ်းပြီးသူကပါစက်တက်ထည့်ပြီးစားမယ်အလုံးမှာကြွက်ကလေးကအလန့်တကြားနဲ့တောင်းပန်လိုက်တယ်အိုးချင်းသေးမင်းရဲ့ကျွန်တော်ကိုလွတ်ပေးပါကျွန်တော်ဒီတစ်ခေါက်အမားလုံးမိတာပါကျွန်တော်ကိုတကယ်လွတ်ပေးခဲ့လို့ရှိရင်တစ်ချိန်ချိန်မှာချင်းသေးမင်းကြီးဒုက္ခရောက်လို့ရှိရင်ကျွန်တော်ပြန်ပြီးကျေးဇူးဆက်မှာပါဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီခါမှာချင်းသေးမင်းကြီးကကြွက်ကလေးရဲ့စကားကိုကြားပြီးကျင်းလောင်စွာရီမောလိုက်တာပေါ့ဟာမင်းတို့တင်းငယ်ကြွက်ကလေးကငါ့လိုတရိတ်ဆန်ရဲ့ဘယင်ကိုဘလို့များကူညီနိုင်မှာလဲဆိုပြီးတော့ပြောလိုက်တယ်ဒါပေမဲ့ချင်းသေးမင်းကြီးကတော့ကြွက်ကလေးရဲ့တက်တိနဲ့သူ့ရဲ့စကားကိုချီးကျူးမိပြီးတော့တနာစိတ်နဲ့လွတ်ပေးလိုက်တာပေါ့ဒါပေမဲ့ရဲ့အနေငယ်ကြားတဲ့အခါမှာချင်းသေးကြီးကမုတ်ဆိုးတွေထောင်ထားတဲ့ပိုက်ကုံကြောက်တဲ့ကိုမတော်တဆနဲ့မိသွားတယ်အဲ့ဒီချိန်မှာချင်းသေးကြီးကဘလို့ပဲရုန်းကန်နေပါစေပိုက်ကုံကြိုးတွေကနေလွတ်မြောက်ခြင်းမရှိခဲ့ဘူးလေအဲ့ဒီချိန်မှာသူကနေပြီးတော့သူ့ရဲ့မန်ကိုတင်းပြီးတော့သူ့ရဲ့ဟိန်းတန်တွေကိုတောကြီးတစ်ခွင်လုံးပြတ်နေတော့အကျဲကြီးနဲ့ဟိန်းပြီးអော်ပလိုက်တယ်။အဲ့ဒီအတန်ကိုကြွက်ကလေးကကြားလဲကြားရောရှိတဲ့နေရာကနေချက်ချင်းပြေးလာခဲ့တယ်။ကြွက်ကလေးကချင်းနေမင်းကြီးရဲ့ပိုက်ကွန်တွေကျိုးတွေညှိနေတာကိုမြင်လဲမြင်ရောသူ့ရဲ့ခြုံထက်တဲ့သွားလေးတွေကနေတဆင့်ပိုက်ကွန်ကျိုးလေးတွေကိုတစားစီကိုက်ဖြတ်ပေးလိုက်တော့တယ်။အဲ့ခါမှာပဲချင်းသေးကြီးကနေထောင်ချောက်ကနေလွတ်မြောက်သွားပါတော့တယ်။အဲ့ချိန်မှာချင်းသေးမင်းကြီးကနေကျေးဇူးတင်ပါတယ်မိတ်ဆွေလေးရဲ့မင်းရဲ့အရင်တော့ကကိုညီမယ်ဆိုတဲ့စကားကိုငါက short တွက်ခဲ့မိတယ်အခုတော့တင်းငယ်တဲ့တငယ်ကျွန်းတွေကလည်းအကူညီဖြစ်နိုင်တယ်ဆိုတာငါသိသွားပါပြီဆိုပြီးတော့ပြောလိုက်တော့တယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာမှာဆိုလို့ရှိရင်သားတို့သမီးတို့ကလည်းဘသူကိုမှအရွယ်အစားပုံပန်းသွင်ပြင်ကိုအပြင်ပန်းပုံစံနဲ့ကြည့်ပြီးတော့အထင်မသေးသင့်ပဲနဲ့ကျင်နာမှုနဲ့ကျေးဇူးပြုခြင်းဟာအမြဲတမ်းပြည့်လဲအကျိုးပေးတတ်တယ်ဆိုတဲ့အကြောင်းကိုပြောကြားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်